ဒီနေ့တော့လက်ဆောင်ရလာတဲ့ပိန်ဦးလေးကိုပစွန်ကြောင်ကလေးနဲ့အချိုးချက်ပါမယ်ရှင်။ရေစုံပိန်ဦးလေးကိုဘေးမှာရှိတဲ့အငြင်းကြီးလေးနဲ့ခွာပြီးတော့ကျွန်မဓာတ်နဲ့လှီးပြီးတော့အခုံခွာပါမယ်ရှင်။ဒါကတော့ဓာတ်ကြီးနဲ့အဆင်မပြေလို့ဓာတ်အသိနဲ့ခွာပါတယ်ရှင်။ပြီးရင်တော့ရေပြောင်းပြပါမယ်ရှင်။အဲဦးလေးရလေအခုံခွာကလေးရလေစီမံအရန်တည်ထားတယ်ပေါ့နော်အခုံခွာကလေးကချွဲနေပြီပေါ့နော်။အခုဆိုတော့ကျွန်မပိန်ဦးလေးကိုလျမြန်နိုးအောင်ပေါ့နော်စိုက်အနေတော်လေးတွေလေးပါမယ်ရှင်။ပင်းစိမ်းလေးလက်ထဲမှာမဟုတ်ပင်းစိမ်းလေးကိုလည်းချွေးလိုက်ပါအောင်မယ်နော်အားလုံးအစင်းသင်းဖြစ်ပြီဆိုရင်တော့ဘိန်းဦးလေးကိုရတာလေးဝင်တော့အောင်ကျွန်မအသားမှုန့်လေးရဲ့နည်းနည်းမှုန့်လေးရဲ့စားလေးရဲ့နည်းနည်းထည့်ပြီးတော့ရင်ဆုံးနေထားပါမယ်ရှင်ပစွန်ကြောင်လေးလည်းအစင်းသင်းလုပ်ထားပါမယ်နော်ဒါဆိုရင်တော့ရပါပြီရှင်စားချက်ပါတော့မယ်ဒါကတော့စီတက်နေတဲ့အပိုင်းကိုတက်ရောက်သွားတာပေါ့နော်ကျွန်မဟင်းချက်နေတဲ့ကင်မရာဖုန်းပုံမေးသွားလို့ပါရှင်ချက်တော်အနီလေးကိုကျွန်မစီတက်ပြီးတော့ပစွန်ကြောင်ကလေးကိုထည့်ပါမယ်ရှင်နည်းနည်းလေးပစွန်ကြောင်နဲ့ချက်တော်အနီလေးလုံးလာပြီဆိုရင်တော့ကျွန်မဘိန်းဦးလေးကိုထည့်ပါမယ်ရှင်ဒီမှာဒီကိုနည်းနည်းလေးလုံးတော့အောင်လို့ချက်ပေးပါအောင်မယ်နော်အရင်ဆုံးပြီးရင်တော့ပဲဦးလေးလူသွားအောင်လို့ရေလေးနည်းနည်းထည့်ပါမယ်ရှင်အဖုံးလေးအုပ်ထားပြီးတော့ခဏစောင့်ပါအောင်မယ်နော်အိမ်မှာလူကြီးတွေများတော့လေဘာပဲချက်ချက်အဲ့လိုနူးနေအောင်ချက်မှာပေါ့နော်အဲ့လိုနူးပြဲနေအာလူဆိုရင်လည်းအဲ့လိုနူးပြဲနေအောင်ချက်မှာအရင်လူကြီးတွေကစားကြတာပေါ့နော်ဒါကြောင့်မလို့ကျွန်မကလုံးဝနူးပြီးတော့လုံးဝဝါးစရာမလိုတဲ့အထိပေါ့နော်နူးသွားအောင်ကျွန်မချက်မှာပါရှင်ဘူကြီးလေးနောက်တည်ထည့်ထားပါတယ်ပေါ့နော်မီးရလည်းပြက်နေတော့ gas နဲ့ချက်နေရပါရှင်ပြီးရင်တော့ကြက်တုံဖြူလေးကိုထည့်ပါတယ်နော်ကျွန်မတကယ်လည်းနေပေါ့နော်ကြက်တုံဖြူလေးကိုလေဟင်းချက်ရင်မထည့်ပဲနဲ့ဒီလိုကြက်ခန်းဒီမှာကြက်တုံဖြူလေးကိုထောင်းပြီးထည့်တာပိုမွေးတယ်လို့ထင်တယ်ပေါ့နော်ကျွန်မကတော့အခုဆိုရင်တော့ပိန်ဦးလေးနူးသွားပြီဖြစ်တဲ့အတွက်ကျွန်မပင်စိမ်းလေးအုပ်ပါမယ်ရှင်ရမ်းကုန်မှာမှွေးနေတာဟင်းကိုလည်းအချပေါ့နော်အိမ်ရှိလူကောင်းတခါလေးပူပူလောလောလေးစားကြတာတအိုးလုံးအပြောင်းပါပဲရှင်ဒါဆိုရင်တော့ပိန်ဦးချိုးချက်ကလေးရပါပြီနော်ဆုံးလေးကြည့်ရှုပေးကြတယ်တယောက်စီအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်